ပေါ်လာတာအိဋ္ဌာမရှိတာကလက္ခဏာအိဋ္ဌာလက္ခဏာကိုနောက်ကနေသိတာကထို့သူဒုက္ခပေါ်လာတာဒုက္ခကြည့်လိုက်တော့မရှိတာကဒုက္ခလက္ခဏာနောက်ကသိတာကပေါ်လာတာလေးကအနတ္တကြည့်လိုက်တော့မရှိတာလက္ခဏာဟောသိတာကအဲ့ဒီသမာဓိတွေကဘာသိကြုံဆိုတော့အနတ္တဤလက္ခဏာကိုသိတယ်အိဋ္ဌာဤဒုက္ခဤလက္ခဏာသိမှတရားဓမ္မတို့နမရှိတာသိနေမယ်ဆိုလို့ရှိရင်ဖြင့်ခိုင်တာသိဖြစ်နေမှာပေါ့တပည့်ကြရှိတာသိဆိုလို့ရှိရင်သတ္တရဝင်နေမယ်အတ္တရင်လည်းဝင်နေမယ်ရှိတာကိုတော့ဖြင့်တရားဓမ္မတို့နှစ်စိတ်မပြိုင်နိုင်တဲ့အတွက်ရှိတုန်းကသူ့ဟာသူလိုက်ရှိတာပဲကျွတ်တော့မသိဘူးကျွတ်တော့သိတဲ့အချိန်ကျတော့မရှိတာပဲသိကျွတ်တော့သိတဲ့အချိန်မှာဒါဖြင့်ရှိတုန်းကဘာခေါ်ရမလဲကြည့်လိုက်တော့မရှိတာဘာတော့အဲ့ဒီလက္ခဏာကိုမရှိတဲ့လက္ခဏာကိုဒကာဓမ္မတွေရှိရကမရှိတဲ့လက္ခဏာမသိလိုက်ဘူးလားသိတာလေးဘာခေါ်ကြဒီသမာဓိဒီသမာကမှန်ကန်ဒိဋ္ဌိကမြင်တယ်ပေါင်းလိုက်တော့အမှန်ကန်မြင်တယ်အမှန်ကန်ဘယ်လိုမြင်အောင်ဆိုတော့အနိစ္စရဲ့လက္ခဏာကိုအမှန်ကန်မြင်တယ်ဘယ်လိုမှတ်ကြမလဲဒါကတရားကြီးပြောနေရတဲ့အတွက်တကယ်အလုတ်ခွန်မှာအမြင်မှန်ကိုပြနေရတဲ့အတွက်တရားဓမ္မတို့ကပုံမူဂရုစိုက်ရမယ်နေလို့မှတ်ပါအလုတ်ခွန်ကိုအမှန်ကန်ပြနေရလို့နော်ခိုင်းတာဖြင့်ဘယ်တရားပေါ်ခြင်းတဲ့ပုရိသေစိတ်ပေါ်ခြင်းတာပေါ်လာရင်ဘာခေါ်ကြကြည့်လိုက်ညာနဲ့ကြည့်လိုက်တာမရှိတော့မရှိတာကအိဋ္ဌိလက္ခဏာဒါဖြင့်နောက်ကသိတာလေးကဘာကိုသိကြုံလို့မေးလို့ရှိရင်ဘယ်နဲ့ပြောကြနောက်ကကြည့်တိုင်းကြည့်တိုင်းအနိစ္စ၏လက္ခဏာကိုသိရနောက်ကကြည့်တိုင်းဒုက္ခ၏လက္ခဏာကိုသိရနောက်ကကြည့်တိုင်းအနတ္တ၏လက္ခဏာကိုသိရမယ်ဆိုသဖြင့်ဒါရင်ပေါ်တာကအိဋ္ဌာမရှိတာကလက္ခဏာပေါ်တာကဒုက္ခမရှိတာကပေါ်တာကအနတ္တလိုရင်တော့ဒီလိုပါအနတ္တရောက်မှတရားပေါ်လာတယ်အနိစ္စရောက်မှတရားပေါ်လာတယ်ဒုက္ခရောက်မှတရားအဲ့ဒီပေါ်လာတော့ကလည်းဒကာသိဒကာအောင်လို့သူပေါ်နေတော့နောက်စိတ်ကျတော့ရှုတဲ့စိတ်ကလည်းမပေါ်နိုင်သေးဘူးမပေါ်နိုင်သေးတော့သူ့ကိုကျတော့ကမြင်တယ်လို့မဆိုနဲ့နောက်သေးချာပြန်ပြီးကြည့်လိုက်တဲ့အခါကျတော့သူ့တွေ့သလားလက္ခဏာသွားတယ်လက္ခဏာကဘာလက္ခဏာတုံးပြီးတော့မရှိတဲ့လက္ခဏာလက္ခဏာကဘာပါလဲမရှိတဲ့လက္ခဏာသွားပြီးဒီကလာတွေ့လိုက်တော့မရှိတာကတရားဓမ္မတို့ပင်ကိုကဘာမှမရှိတာလားအနိစ္စဤမရှိတာလားအနိစ္စရောက်မဲ့တရားဤမရှိတဲ့လက္ခဏာကိုတွေ့ပါတယ်သဘောကျအနိစ္စရောက်မဲ့တရားဤဒါဖြင့်ရှိနေအနိစ္စမရှိမှသာရင်လက္ခဏာကသူ့လက္ခဏာကသင်ရှားဒါကြောင့်လူတူလျောက်ကိုမင်းတို့သိမယုံကြနဲ့အောင်နေတော့အကဲခတ်အောင်ဆိုတာတရားဓမ္မတို့လူတူလျောက်ကိုခင်ဗျားရဲ့အိမ်မှာမွေးကြတဲ့ခါကြလို့ရှိရင်သိပြီးမရှိမွန်းကြနဲ့သိမရောနှောကြနဲ့အကဲခတ်အောင်ဆိုတာတရားဓမ္မတို့နောက်သူ့လက္ခဏာကိုကဲခတ်ဘာကဲခတ်မှာသူ့ကိုအခုကဲခတ်နေလို့ဘူးပဲနောက်ကြအောင်ကဲခတ်ရမှာမဟုတ်လားဒီကခိုးတတ်သလားပွက်တတ်သလားကောက်တတ်သလားချစ်တတ်သလားဂုံတိုက်တတ်သလားအစရှိသေးတယ်သူ့လက္ခဏာနောက်မှာပေါ်ပဲရှင်းညဒီမှာလည်းပေါ်နေတော့ဘယ်နဲ့ခေါ်ကြမလဲအနိစ္စကြည့်လိုက်တဲ့အချိန်ကျတော့မရှိတော့မရှိတာသူ့လက္ခဏာပေါ့သဘောကျပေါင်းလာရင်ဒါဖြင့်အဲ့ဒါကိုနောက်ကနေပြီးသိတာကဗာဒိဋ္ဌိဒါဖြင့်သမာဓိဋ္ဌိဆိုတာအနိစ္စလက္ခဏာသိမှသမာဓိဋ္ဌိဒုက္ခအနတ္တလက္ခဏာသိမှဒါကြောင့်ဘုရားကအနိစ္စလက္ခဏာသုတ်ဒုက္ခလက္ခဏာသုတ်အနတ္တလက္ခဏာသုတ်ကိုခေါ်လိုက်လက္ခဏာမပါဘဲနဲ့မပြီးဘူးကွာရှင်းရလားဒါဖြင့်ငါသိတို့ရှုတိုင်းထင်ရှားအောင်လို့သာပြောတာပါခင်ဗျားတို့တွေ့တာကတော့လက္ခဏာကြီးတွေ့တာပါပဲမ
မရှိတဲ့လက္ခဏာမရှိတဲ့လက္ခဏာမရှိတဲ့လက္ခဏာကြီးတွေ့တာပဲသဘောပါအဲ့တော့မရှိတဲ့လက္ခဏာကအနိစ္စလက္ခဏာမရှိတဲ့လက္ခဏာကိုသိတာကဒါဖြင့်သမာကမှန်ကန်တာဒိဋ္ဌိကမြင်တာပေါင်းလိုက်တော့အမှန်ကန်မြင်တာဆိုတော့အနိစ္စလက္ခဏာကိုသွားမြင်